ကဲဒီနေ့မှလည်းခုနပြရပါသက်ချောင်းတော့နိုင်ကြီး2000ကြီးဝယ်လေးပဲဖြစ်ပါချောင်းဘက်ကတော့ 1kk ရနဲ့နိုင်ပြီခုနပြရဘက်ကပေးထားကဲချောင်းကိုကြီးဝင်ဖျောက်ပြီခုနပြစကေးတူအုပ်လိုက်ပြီးအောင် AD မီလေးပါထည့်သုံးတယ်ပဲပြတ်မလားခုလေးလည်းကုန်သွားရောတောက်ပြစ်ချက်တကြားမှာပဲဖက်ပလက်တွေကိုရရှိပါပဲခုနပြဘက်ကဲခုနပြအဲဒီတုံးလာတဲ့လေးပေါ်မြောက်သွားပြီချောင်းကတော့တွေးနေသွားပြီအောင်ရန်တော့ပတ်နေပြီခုနပြစကေးဝမ်းလေးပြစ်ထားတယ်အဆက်လုပ်ရမယ်ခုနပြစကေးတူအုပ်ပြီးအောင်စကေးဝမ်းလေးပြင်နေတယ်ပဲနောက်တော့ကေးထက်ရပါပြီအောင်ရေးကဲခုနပြစကေးတူလေးလွဲသွားပြီချောင်းရော20တင်ထားတယ်ဟဲပုံလေးအဲ့ဒီဖြတ်ကမဟဲအောင်ရေးခုနပြလက်ဥသွားပြန်ပြီပရိစီတဲ့ကောင်းလိုက်တာကန်ကြီးကချောင်းဟဲပုံလေးနဲ့ပဲအဲ့ဒီဖြတ်ကမလားကန်လိုက်ပြီအဲ့ဒီဖြတ်ကန်ပြီခုနပြစကေးတူဖက်ကာလေးနဲ့ရအောင်အလားလေးအဲ့ဒီမျိုးထည့်သုံးနေပဲရတော့4စီးနဲ့ပဲခုနပြပဲနိုင်အောင်